န်စီခံထားရတဲ့ဒေါ်ဆန်စုကြည်လွတ်လာပါကလက်ရှိဖြစ်ပွားနေတဲ့မြန်မာနိုင်ငံရဲ့အခြေအနေတည်ငြိမ်လာနိုင်သလားဆိုတဲ့မိကုံတွေလွတ်တော်ကိုယ်စားလှယ်ဟောင်းတွေနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကြားထွက်ပေါ်လာပါတယ်။မြန်မာနိုင်ငံအတွက်ဒေါ်ဆန်စုကြည်လွတ်မြောက်လာပါကအဓိကသက်ဆိုင်သူတွေကြားနိုင်ငံရေးနည်းလမ်းနဲ့အပြေရှားဖို့အခွင့်အလမ်းပူလာနိုင်ကြောင်းနိုင်ငံရေးလေ့လာသုံးသပ်သူတွေကထောက်ပြကြပါတယ်။နိုင်ငံတကာနဲ့အာဆီယံကလွတ်ပေးဖို့ဖိအားပေးနေပေမဲ့လည်းလက်ရှိအခြေအနေတွေမှာတော့အစိုးရကပြန်လွတ်ပေးခြင်းမရှိသေးပဲနေရာရွေးပြောင်းထားတဲ့သတင်းတွေသာထွက်ပေါ်လာပါတယ်။မြန်မာနိုင်ငံမှာဒေါ်ဆန်စုကြည်လွတ်လာရင်နိုင်ငံအခြေအနေကောင်းလာနိုင်သလို9လပိုင်းနဲ့10လပိုင်းဆိုတဲ့အခြေအနေမှာလွတ်ဖို့မျှော်လင့်ကြောင်းလွတ်တော်ကိုယ်စားလှယ်တွေဟာလွတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်စနာမင်းက CNI သတင်းဌာနကိုပြောပါတယ်။ပြီးခဲ့တော့3လနှစ်လောက်ကတော့ဒေါ်ဆန်စုကြည်ကိစ္စနဲ့ပတ်သက်ပြီးတော့ဖိအားပေးတာမျိုးတွေတောင်းဆိုတာတွေမရှိဘူးအခုကတော့ဟုတ်လား9နှစ်လဲပြည့်ပြီးသွားပြီဖြစ်တဲ့အတွက်အာဆီယံအနေနဲ့ကိုအိန္ဒိချင်းနိုင်ငံတွေအနေနဲ့ကိုနောက်နိုင်ငံတွေအနေနဲ့ကိုတောင်းဆိုမဲ့ချိန်ရောက်ပြီလို့သူတို့အနေနဲ့ထင်တယ်လို့ခန့်စားရတယ်ဒေါ်ဆန်စုကြည်ကိုအခုဟာကတော့ပထမအဆင့်ပေါ်အကျေကျုပ်ကနေပြီးတော့မှဒုတိယအဆင့်အနေနဲ့လွတ်ပေးရမယ့်အချိန်တစ်ခုကိုတော့ရောက်လာဖို့လဲတင့်တယ်လို့ကျွန်မပြောချင်တယ်ဒါဟာမြန်မာနိုင်ငံအတွက်နိုင်ငံရေးအခြေအနေကောင်းလာနိုင်တဲ့အခြေအနေကိုရောက်လာနိုင်တာဟာ9လပိုင်းနဲ့10လပိုင်းဆိုတဲ့အခြေအနေလောက်မှာတော့ကျမတို့မျှော်လင့်ပါတယ်။ဒေါ်ဆန်စုကြည်ကိုနိုင်ငံရေးအနေနဲ့တွစ်ဆုံဆွေးနွေးနိုင်ဖို့မြန်မာနိုင်ငံအတွက်ကိုပြန်လည်ဆောင်ရွက်ပေးနိုင်ဖို့ကိုဒေါ်ဆန်စုကြည်နဲ့ဆွေးနွေးနိုင်တဲ့အခြေအနေတွေလက္ခဏာတွေဖြစ်ပေါ်လာမယ်လို့ကျမကတော့မြင်တယ်။ဒီခဲ့တဲ့သတင်းပတ်မှာမြန်မာအစိုးရတပ်ကအကျဉ်းသားထောင်ကြီးကိုလူရင်ချမ်းသာခွင့်ပေးခဲ့ရာဒေါ်ဆန်စုကြည်ဟာသူမရဲ့ပြစ်ဒဏ်မှာ6ဝန်တဝန်ကိုရှော့ပေါက်ပေးခဲ့ရပြီးသမရဟောင်းဦးဝင်းမြင့်ကိုတော့ပြန်လည်လွတ်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့သမရတစ်ကထိန်းသိမ်းခံရတဲ့ခေါင်းဆောင်ဟောင်းဒေါ်ဆန်စုကြည်ဟာကျမ်းမာရေးကောင်းမွန်ကြောင်းသူရဲ့အစိုးရအနေနဲ့ကောင်းမွန်တဲ့အရာတွေလှုပ်ဆောင်ဖို့စီစဉ်နေကြောင်းပြောကြားခဲ့တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးချုပ်ကထုတ်ဖော်ပြောဆိုထားပါတယ်။ဒေါ်ဆန်စုကြည်အနေနဲ့တိုင်းပြည်တပြည်ကိုစီမံကုတ်ကနိုင်တဲ့တကယ်နိုင်ငံရေးသူခမင်းအရေးချင်းသူ့မှာရှိကြောင်းနိုင်ငံရေးလက်သုံးသက်သူတောင်တာအောင်မျိုးကဆရာနိုင်သတင်းဌာနကိုပြောပါတယ်။ကျွန်တော်ကမမြင်ဘူးခမဒေါ်ဆန်စုကြည်ကိုယ်တိုင်ကလည်းဟိုအရေးချင်းရှိတဲ့နိုင်ငံရေးသမားတယောက်မဟုတ်ဘူးလေ။သူကအရေးချင်းမရှိဘူး။သူကဒီဆိုးရကိုသူကတိုက်ခံလုပ်ပြီးတော့သူကဒီကျွန်တော်တို့အပြင်ထွက်တာဝန်ယူလာတဲ့ကြောထောက်နောက်ခံဆိုရတွေမှာလည်းချွင်ချက်တွေကတော့ရှိတယ်လေ။ဒါကတော့အဲ့ချွင်ချက်တွေပေါ်မူတည်ပြီးတော့သူအဲ့ဒါကိုသူကလက်ညှိုးထိုးပြပြီးတော့အများပြည်သူကိုစေယုံသွေးထိုးလှုပ်ဆောင်ခဲ့တာပေါ့နော်တကယ်ကြတော့သူမကတိုင်းပြည်တပြည်ကိုစီမံကုတ်ကနိုင်တဲ့ statement ပေါ့တကယ်နိုင်ငံရေးပုံကူမြည်အဖြစ်ကသူကမှမရှိသေးဘူးတက်လည်းမတက်ဘူးနားလည်းနားမလဲဘူးပေါ့